အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘန်ဘုံကိုမတက်ပဲနဲ့ပတ်စံအများကြီးယူနေရပြောပြပါမယ်ဘန်ဘုံကိုတော့တက်စားမလို့တော့အေးဘန်ဘောတွေတို့ဝန်းနေရမှာပတ်စံအများကြီးရှိရတော့အဲ့ဆိုကျွန်တော်တို့ပတ်စံတွားယူနိုင်ကြစို့အေးတော့တွားယူဖို့ဆိုရင်ကောင်းနေအေးတွားရပါမယ်တွားပြီးတော့သူ့ချီလိုက်ပါကိုကြိုက်တာပတ်ဆက်ယူခိုင်းရဘူးကွာယောက်ျားလေးယူခိုင်းချင်းယောက်ျားလေးကိုယူလိုက်ပါမိန်းကလေးယူခိုင်းချင်းမိန်းကလေးယူလိုက်ပါကိုကမိန်းကလေးအနေနဲ့ပဲပတ်ဆက်ယူလိုက်ပါတော့မယ်ဘယ်ဘောနာရောက်ပြီဆိုရင်ယောက်ျားလေးအနေပြပြပါပြောင်းပြောကောက်မနေပြချီပါချီပြောတီးနေရတယ်တိုးထဲလိုက်ပါဒီလိုတီးနေတာဒီလိုကြက်ကြတော့ရပါတယ်တိုးပို့လိုက်ပါသူကအဓိကအဲ့အထဲကိုရောက်ဝယ်ရပါပြီဒီကိုဝေးရပို့လိုက်ပါဟမ်ရဝယ်ကောင်းပါလေတွေ့ရပတ်ဆက်တွေအများကြီးပဲဆွေရောအေးအများကြီးပဲပတ်ဆက်တွေယူပဲရပဲယူလို့မရပါဘူးတီရက်ဆိုရဟာလာပါဒီအင်္ဂလိပ်စာတိတ်ပဲကြော်မပြောတော့ဒါတွေအဲ့တော့တိတ်ပါတိတ်ပြီးဒီအပေါ်ကဓာတ်ဆိုရဟာကိုထမ်းလိုက်ပါကျဲရပါပြီအိုးရာထောင်တောင်းတယ်နာဒေးတော့ရောက်ပါပြီအိုးပတ်ခုရှယ်ရာထောင်တောင်းတယ်နာဒေးတော့ရောက်တော့ပါပြီအချက်နာဒေးရပြီဆိုတော့တုံးဖြုံလိုက်ပါတော့ပဲအားလုံးပဲဘိုင်ဘိုင်ပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဒီတိပါတော့ဘယ်ဘောကိုမတက်ပဲပတ်ဆက်အတွေ့အကြုံပြောပြပေးတော့ပါတယ်အားလုံးဘိုင်ဘိုင်